ဒီနိုင်ငံမှာလူမျိုးပေါင်း135မျိုးရှိတယ်ဒီလူမျိုးပေါင်း135မျိုးလုံးတာချစ်ချစ်ခင်ခင်ရှိကြမယ်ဆိုရင်ဒီနိုင်ငံမှာအေးချမ်းစရာအကြောင်းမရှိဘူးနောက်တစ်ချက်ကဒီလူမျိုးပေါင်း135မျိုးတာစီးစီးလုံးလုံးရှိရင်ဒီနိုင်ငံမှာတိုးတက်စရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဒေတာမှာရှိတဲ့ကျွန်တော်တို့ညီအကိုတွေလည်းလူမျိုးတစ်မျိုးနဲ့တစ်မျိုးချစ်ချစ်ခင်ခင်အမြဲတမ်းရှိနေရင်ဒီဒေတာမအေးချမ်းစရာအကြောင်းမရှိဘူးနောက်ကျွန်တော်တို့တိုင်းသားချင်းချင်းစီးစီးလုံးလုံးရှိရင်မတိုးတက်စရာအကြောင်းမရှိဘူးအမြဲတမ်းကျွန်တော်တို့အဲ့ဒါပဲပြောတယ်အဲ့ဒီတူလိုင်းညွန်တဲ့အတိုင်းလဲကျွန်တော်တို့တွေ့မသိကျွန်တော်တို့လိုက်နာဆောင်ရွက်တယ်အထွေထွေရွေးကောက်ပွဲဆိုတဲ့အခွင့်အရေးဆိုတာကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့လက်ရှိလူသက်တမ်းကျွန်တော်ဆိုလက်ရှိအသက်60ကျွန်တော်တို့သက်တမ်းတစ်ချောင်းမှာအစိုးရ20ပဲကျွန်တော်တို့ကြုံဖူးတယ်ဦးသိန်းစိန်အစိုးရ30သမရဦးဝင်းမြင့်သမရဦးထင်ကျော်တို့အစိုးရ30ဒီ20ပဲကျွန်တော်တို့ကြုံဖူးတယ်ဒါပြည်သူအုပ်ချုပ်တဲ့စနစ်နိုင်ငံတော်အာဏာကိုပြည်သူအပ်ပေးတဲ့စနစ်အဲ့10နှစ်တက်တမ်းပဲရှိသေးတယ်ရှင်းပြောရင်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာပြည်သူအုပ်ချုပ်တဲ့စနစ်ပဲသူကနိုင်ငံအုပ်ချုပ်မဲ့လူကိုပြည်သူကရွေးကောက်တင်မြှောက်တယ်ရှင်းပြောရင်ဒီအခွင့်အရေးဆိုတာကျွန်တော်တို့လူနည်းစုတိုင်းရင်းသားတွေအတွက်လုပ်ပေးတဲ့အခွင့်အရေးကျွန်တော်တို့ကအဲ့လိုပဲမြင်တယ်ဘာဖြစ်တော့ဆိုရင်ဒီအုပ်ချုပ်ရေးစနစ်မှဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှမဟုတ်ဘူးဆိုရင်ဒီပြည်တော်စုအဆင့်တို့ပြည်နယ်အဆင့်တို့မှကျွန်တော်တို့တိုင်းရင်းသားတွေပါဖို့ဆိုတာမလွယ်ဘူး။ဘာလို့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ပညာရေးအဆင့်အတန်းနောက်ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့နောက်ခံ background ကျွန်တော်တို့ရဲ့ဓနအင်အားကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာရှိနေတဲ့ပညာရှင်ဘယ်လောက်ရှိတော့ပညာတတ်ဘယ်လောက်ရှိတော့ဒီအားနဲ့ကဘလို့မှမြို့ပေါ်မြို့ကြီးရလူတွေကိုကျွန်တော်တို့ရှင်းနိုင်စရာအကြောင်းမရှိအဲ့တော့ကျွန်တော်တို့တိုင်းရင်းသားတွေဒီတိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာလွတ်တော်ထဲမှာပါနိုင်ဖို့ဆိုတာဘယ်တော့မှလမ်းမရှိဒီတော့ဒီရွေးကောက်ပွဲကနေဖြစ်လာတဲ့လွတ်တော်ဖြစ်လာတဲ့အစိုးရမှတာကျွန်တော်တို့လူနည်းစုတွေကနေရာရတာဟိုမှာဒီလိုရွေးကောက်ပွဲလုပ်ပေးလိုက်တဲ့အတွက်ကြောင့်ဟိုမှာကျွန်တော်တို့ဒီဒေသမှာရှိတဲ့တိုင်းသားတွေစီလုံးညီညွတ်ရင်ဒီဒေသကလူကလွတ်တော်ကိုယ်စားလှယ်ဖြစ်မယ်နောက်အစိုးရဖွဲ့တဲ့ပါသွားမယ်ရှင်းပြရင်တိုင်းပြည်တစ်ခုလုံးအုပ်ချုပ်တဲ့တာဝန်ကိုထမ်းဆောင်ပိုင်ခွင့်ရသွားမယ်ဒါကျွန်တော်တို့အတွက်အထူးအခွင့်အရေး